ဖလန်းမြို့သိမ်းတိုက်ပွဲအတွင်းကိုလက်အင်ကဆုံးရှုံးခဲ့ရတဲ့တော်လိုင်းရေးရဲဘော်တွေအတွက်စစ်ကူသစိတ်အမေရိကန်ဒေါ်လာ1 သိန်းနီးပါးလိုအပ်နေတယ်လို့ချင်းမျိုးသားကာကွယ်ရေးတပ်စီကသိရပါတယ်။ချင်းမျိုးသားကာကွယ်ရေးတပ် CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းဒမီကဖလန်းမြို့သိမ်းစစ်စင်ရေးထဲမှာချင်းကြီးနောင်တပ်ဖွဲ့ဝင်ရဲဘော်အယောက်50ကျော်နဲ့မဟာမိတ်တော်လိုင်းရေးတပ်ဖွဲ့တွေကစုစုပေါင်းတော်လိုင်းရေးရဲဘော်90ဝန်းကျင်တန်ရန်ရရှိခဲ့ပါတယ်။တန်ရန်ရတဲ့ရဲဘော်တွေထဲမှာခြေလက်ပြတ်တဲ့သူတွေရှိသလိုတချို့ကမျက်စိမမြင်ရတော့တဲ့သူတွေလည်းရှိပါတယ်။တချို့ကနားမကြားရတော့ပါဘူး။အဲ့ဒဏ်ရာရပြီးကိုလက်အင်ကဆုံးရှုံးသွားခဲ့ရတဲ့ရဲဘော်တွေကိုခြေတုလက်တုနားကြကရိယာတွေတက်ဆင်ပေးနိုင်ဖို့အမေရိကန်ဒေါ်လာ1 သိန်းနီးပါးလောက်လိုအပ်နေတာပါ။မိဘပြည်သူတွေအနေနဲ့ရဲဘော်တွေစေကူသားစိတ်ထောက်ပံ့ပေးကြဖို့မေတ္တာရက်ခံပါတယ်လို့ပြောလာပါတယ်။မေလ10ရက်နေ့ကပြုလုပ်ခဲ့တဲ့ဖလန်းမြို့သိမ်းတိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့တဲ့ချင်းကြီးနောင်ရဲဘော်တွေကိုရမုံငွေရှာဖွေရေးအစီအစဉ်မှာအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ဒဏ်ရာရရဲဘော်အများစုရဲ့အသက်အရွယ်တွေဟာ18 20 25ဝန်းကျင်တွေပဲရှိပါသေးတယ်။တကယ်လို့များဒီတော်လန်ရေးထဲမှာသူတို့တွေမပါဘူးဆိုရင်သူတို့တွေဟာတက္ကသိုလ်ကျောင်းတက်မဲ့အရွယ်တွေပညာသင်ကြားပြီးတော့ကိုယ့်ရဲ့အနာဂတ်အတွက်အများကြီးအနာဂတ်ရှိသူတွေဖြစ်ပါတယ်။ဒီတိုက်ပွဲထဲမှာကျွန်တော်တို့ချင်းကြီးနောင်ဘက်ကရဲဘော်56ယောက်နဲ့မဟာမိတ်တပ်ဖွဲ့ဝင်30ကျော်စုစုပေါင်းအယောက်90နီးပါးလောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီလူငယ်တွေဟာဘာဖြစ်လို့အသက်တွေပေးဆက်ကြတာလဲကိုလည်းအင်္ဂါပေးဆက်ကြတာလဲဆိုရင်စစ်အာဏာရှင်လက်အောက်ကနေတကယ်ကိုလွတ်မြောက်ချင်လို့ဖြစ်ပါတယ်လို့ပြောလာပါတယ်။ဖလန်းမြို့သိမ်းစစ်စင်ရေးအတွင်းစစ်ကောင်စီတပ်ဘက်ကအများဆုံးတေဆုံးခဲ့တယ်လို့ G1 အဆင့်ရှိသူအပါအဝင်စစ်တုံးပန်းနဲ့မိသားစုပေါင်း300ကျော်ကိုဖမ်းဆီးရရှိမိထားပြီးလက်နက်ကြီးငယ်ပေါင်း450ကျော်နဲ့ခဲယမ်းအမြောက်အများတခြားဆက်ပစ္စည်းတွေနဲ့ drone တွေကိုလည်းထိုက်တန်သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ချင်းကြီးနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာ9ရက်နေ့ကချင်းကြီးနောင်စစ်စင်ရေးOperation CB အဖြစ်ဖလန်းမြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့ကြတာဖြစ်ပြီးနောက်ဆုံးလက်ကျန်ခလာရ268 2025ခုနှစ်ဧပြီ9ရက်နေ့မှာတင်ပတ်ခဲ့ပြီးဖလန်းမြို့တစ်ခုလုံးအပိသက်ရရှိခဲ့တာဖြစ်ပါတယ်။ချင်းကြီးနောင်မဟာမိတ်တပ်ဖွဲ့တွေဟာချင်းပြည်နယ်ရဲ့ဖလန်းမင်းတပ်မတူပီနဲ့ကမ်ဘလက်မြို့တို့ကိုသိမ်းပိုက်ထားပြီးမကြာခင်မှာတီးတိမ်မြို့သိမ်းစစ်စင်ရေးကိုဆက်လက်ဆင်နွှဲသွားမယ်လို့ထုတ်ပြောလာပါတယ်